ပရိသတ်နဲ့ကျွန်တော်တို့အနုပညာသမားတွေရဲ့ကြားမှာကလကားလေးတစ်ချက်ထားလိုက်ရုံနဲ့ဘယ်နေ့ဘယ်အချိန်ဘယ်ကာလမှာပြန်ဆုံစည်းရမလဲဆိုတဲ့အတွေးတွေနဲ့ရှင်မောနေရမှာဆိုလို့ပရိသတ်ကြီးများအားလုံးကိုဂရီတစ်ခုပေးခဲ့ကြပါတယ်အဲ့ဒီဂရီကကျွန်တော်တို့အနုပညာသမားတွေဟာမင်းရောက်အောင်စင်မြင့်ထက်မှာကားပြပြောပြီးဖို့တာဝန်ယူထားသမျှကာလပတ်လုံးဒီနေရာမဟုတ်ပေမဲ့နောက်တနေရာဒီအချိန်မဟုတ်ပေမဲ့နောက်တစ်ချိန်မလွဲမသွေပြန်ဆုံကြရအောင်ပါဒါကြောင့်ဘယ်အခြားတန်တရားဝဲလေစက်သမားလေးပြန်လာခဲ့ပါမယ်လို့ခရီးပေးရင်တန်တရားတစ်ခွေမှာပြန်ဆုံတွေ့မဲ့ရက်ကိုလက်ကျိုးပြီးစောင့်ပိတ်တကြီးတွေရဲ့မြစ်တာစိတ်နာတွေကိုကြံဖို့မထားတော့မဟုတ်ပဲပြိတ္တဘောမှာထားတဲ့ကျွန်တော်တို့မြစ်တာနဲလို့မဟုတ်ပဲจิตတာဆွဲရလိုက်ခွင့်ပေးပါလို့ခေါ်ကြောင်းရင်ပြောပြောချင်းချင်းနဲ့ပဲအယုံပြော်တွေနဲ့လက်ခွဲနှုတ်ဆက်ကြပါလို့တပါးလေးစခဲချာလွန်ရမှာကိုယူပြီးပါလေကိုတော်ရီမောပြုံးချင်နှလုံးမဝင်နဲ့မိမရပါဘူးတကယ်မြစ်ကန်နေလို့မရပါရဲ့တစ်ထာဆွဲရသွားရပြီမယ်ဘေဘဝပဲဝချွေးနဲ့စိတ်ကလာပါလေနှဆဲလက်မပြပါနဲ့ကျွန်တော်ငိုမိလိမ့်မယ်တနေ့နေ့ချိန်ချိန်ဝဲမာဒီရေချာတတရားဝဲလေစသမားလေးပြန်လာခဲ့ကို